ကမ္ဘာဖလားဆီမီဖိုင်နယ်စင်မြင့်ထက်ကစပိန်နဲ့ပြင်သစ်တို့ရဲ့ကမ္ဘာလုံးမဲ့မဟာထိပ်တိုက်တွေ့ဆုံမှုကြီးယူရို2024ပြိုင်ပွဲကြီးရဲ့ဆီမီဖိုင်နယ်မှာအကျိတ်နဲ့ရှင်မြန်ခဲ့ကြပြီးဒီနေ့ကြာမှာတော့စပိန်နဲ့ပြင်သစ်တို့ကကမ္ဘာဖလားစင်မြင့်ထက်စီကိုအတူတူပြန်လည်ရောက်ရှိလာခဲ့ကြပါပြီ။ဒါတွေမကသေးပဲ Nation League ဆီမီဖိုင်နယ်မှာပြင်းပြင်းထန်ထန်အားပြိုင်ခဲ့ကြပြီးဒီနေ့ကြာမှာနေမဲ့အခုလိုမျိုးကမ္ဘာအဆင့်အမြင့်ဆုံးပွဲစဉ်မှာတကြော့ပြန်တွေးဆုံခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ဗီဒီယိုလေး YouTube ကြည့်နေဆိုလို့ရှိရင်ရေရှည်ရပ်တည်နိုင်မှုအတွက်ဗီဒီယိုလေးခံပြီးတော့ကြည့်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။အခုချိန်ကမ္ဘာဖလားဆီမီဖိုင်နယ်စင်မြင့်ထက်ကထိပ်တိုက်တွေ့ဆုံမှုကသူတို့နှစ်သိန်းအတွက်တတိယမြောက်သမိုင်းဝင်ရင်ဆိုင်မှုလည်းဖြစ်လို့နေပါတယ်။ဘောလုံးဝါသနာရှင်တွေအသေးတရားရနဲ့စောင့်မျှော်နေခဲ့ကြတဲ့ဥရောပရဲ့ထိပ်သီးအင်အားကြီးနှစ်သိန်းရဲ့တိုက်ပွဲကမကြာခင်မှာပဲစတင်ရတော့မှာဖြစ်ပါတယ်။ကမ္ဘာဘောလုံးလောကရဲ့ဘီရင်နှစ်ပါးဘောလူပွဲလက်မှတ်အတွက်အသေးလဲကစားကြမဲ့ပွဲဖြစ်လို့ရခင်ပွဲစဉ်တွေထက်ပုံမှုပြင်းတဲ့နေပြူအမြောက်ပောက်ကွဲအားတွေကိုမြင်တွေ့ရမှာသေးကြပါပြီ။လုံခဲ့နောက်ဆုံးနှစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတဲ့သမိုင်းကြောင်းတွေကိုပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင်တော့စပိန်အသင်းကပဲပွဲတိုင်းမှာအသာစီးရထားနိုင်ကြတော့တွေ့ရပါတယ်။စပိန်တို့ကပြင်သစ်အသင်းကို 2-1 ဆိုတဲ့ရလဒ်တွေနဲ့ပုံမှန်ပွဲချိန်အတွင်းမှာအနိုင်ယူပြီးတော့ဘောလူပွဲစီကိုအစင်လာမပြတ်တက်လန်းပြခဲ့ဘူးပါတယ်။ဒါ့အပြင်အသက်ရှူရမတက်ရင်ကုန်ခဲ့ရတဲ့ 5-4 ဆိုတဲ့ပနတီအဆုံးဖြတ်မှာလည်းပဲစပိန်ကပဲပုံမူတည်ငြိမ်စွာနဲ့ပြင်သစ်ကိုကြော်ဖြတ်နိုင်ခဲ့တာပါ။အဲလိုမျိုးသမိုင်းကြောင်းတစ်လျှောက်ဇရိုက်ဆိုသလိုအရေးနှိမ့်မှုတွေကြောင့်မလို့ပြင်သစ်အသင်းတို့တော့ဒါကအကြီးမားဆုံးသင်ခန်းစာတွေဖြစ်ခဲ့ရပါတယ်။အခုပွဲစဉ်ကကမ္ဘာဖလားဘောလူပွဲစီကိုတက်လန်းနိုင်မှုထက်စပိန်အသင်းပေါ်မှာဆွဲကြံနေတဲ့ရှုံးကြွေးဟောင်းကိုအပြတ်သက်ပြန်လည်ခြေဖျက်ရမယ့်ပွဲလည်းဖြစ်နေပါတယ်။လက်ရှိချန်ပီယံဟောင်းပြင်သစ်အသင်းတို့ကတော့အခုပွဲစဉ်ကသူတို့ရဲ့ဂုဏ်သိက္ခာကိုအဖက်စေရမယ့်တကယ့်ကမ္ဘာအဆင့်ကလေးစားချီပွဲဖြစ်လို့နေပါတယ်။ပြင်သစ်ကစားသမားတွေကအရင်ကရှုံးနေမှုတွေကိုစိတ်ထဲမှာအခဲမကြည်နိုင်ပဲရှိနေကြပြီးအခုပွဲမှာအစွမ်းကုန်တုံ့ပြန်မှုပြင်ဆင်လာကြမှာပါ။ကမ္ဘာဖလားဖိုင်နယ်ပွဲစဉ်စီကိုရောက်ရှိဖို့အတွက်ဒီအချိန်မှာတော့ဘလုံးနီးနဲ့မဆိုစပိန်ကိုဒူးထောက်စီရမယ်လို့ပြင်သစ်တို့ကြုံဝါနေကြပါတယ်။တပတ်မှာလည်းစပိန်အသင်းကသူတို့ရဲ့ထက်မြက်လာတဲ့ကစားကွက်တွေနဲ့ပြိုင်ဘက်ကိုအချိန်မရွေးအကြက်ရအောင်လုပ်နိုင်စွမ်းရှိနေစေဖြစ်ပါတယ်။ဒါကြောင့်မလို့ပြင်သစ်နီးပြအဖွဲ့တွေနဲ့စပိန်တို့ရဲ့တိုက်စစ်ကိုတားဆီးဖို့အတွက်အရင်ကထက်ပုံမူစေးဆက်သေးကြတဲ့ခံစစ်ဗျူဟာတွေကိုအသုံးပြုလာတော့မှာဖြစ်ပါတယ်။ယခုကျင်းပနေတဲ့2026ကမ္ဘာဖလားပြိုင်ပွဲကြီးမှာတော့စပိန်တို့ကအစင်လာမပြတ်အားသာချက်တွေကိုဆက်လက်ထိန်းသိမ်းသွားနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပဲ။စပိန်တွေကလူငယ်ကျယ်ပွင့်နေတဲ့ဝိုင်းကစားသမားတွေရဲ့စုဖွဲ့မှုအောက်မှာအလုံးတရားမှကစားကွက်ဟန်ချက်ညီပြီးမာကျော်လုံးနဲ့အသင်းဖြစ်နေပါတယ်။ပြိုင်ဘက်ပြည်နေသင်းကိုတကြောပြန်ဒူးထောက်စီပြီးတော့ကမ္ဘာဖလားဘောလူပွဲစီကိုနောက်တစ်ချိန်တက်လန်းနိုင်မှုအတွက်စပိန်ပရိသတ်တွေလည်းအပြည့်အဝယုံကြည်နေကြပါတယ်။ကွင်းလယ်ပိုင်းစိုးမိုးမှုနဲ့တိုက်စစ်အရှိန်ဟုန်မြင့်နေနိုင်စွမ်းကစပိန်သင်းရဲ့အဓိကအသက်သွေးကြောဖြစ်ပြီးပြိုင်ဘက်ကိုဖိအားပေးဖို့အဆင်သင့်ပါပဲ။အစင်လာရခေါင်းလုံးတာနေတဲ့စပိန်တို့ကအခုပွဲမှာလည်းပဲသူတို့ရဲ့အနိုင်ရစံချိန်ကောင်းကိုဆက်လက်ထိန်းသိမ်းသွားဖို့အတွက်အားခေးထားကြပါတယ်။တပတ်မှာလည်းပြင်သစ်အသင်းကလည်းအရင်နှစ်တရာထက်ပုံမတောင်းနေပြီးလူဝင်အားစွမ်းဆောင်ရည်ပုံမြင်မာလာတဲ့အနေအထားမှာရှိနေပါတယ်။ကမ္ဘာအဆင့်ကျဲဝင်းကစားသမားတွေနဲ့စူးစီးထားတဲ့ပြင်သစ်အသင်းဟာပြိုင်ပွဲတစ်လျှောက်လုံးအမားပြီးမရှိဘဲခြေစွမ်းပြလာခဲ့တာဖြစ်ပါတယ်။အထူးပြင်တိုက်စစ်ပိုင်းကဘာဘေလိုမျိုးကစားသမားတွေရဲ့ပေါက်ကွဲအားကဘယ်ခံစစ်ကိုမဆိုပြာကျသွားနိုင်လောက်အောင်ဒီကြောင်းဘက်ပွဲကကောင်းပါတယ်။ပြင်သစ်အသင်းကရခိုင်ကရှုံးနေခဲ့ရတဲ့တမန်ရလက်တွေကိုဒီချိန်မှာပြောင်းပြန်လှန်ပစ်ပြီးသူတို့ကသာကမ္ဘာအကောင်းဆုံးအသင်းဖြစ်ကြောင်းတက်တည်ပြချင်နေပါပြီ။ကစားသမားတဦးချင်းစီရဲ့အရေးသွေးပိုင်းမှာလည်းအထွတ်ထိပ်ရောက်နေကြအောင်မလို့ပြင်သစ်တို့ကစပိန်ကိုနိုင်ယူဖို့အစွမ်းကုန်ပုံရောကစားလာမှာအမှန်ပဲဖြစ်ပါတယ်။ဘောလုံးဝါသနာရှင်တွေအားလုံးကတော့ယခုဆီမီဖိုင်နယ်ပွဲစဉ်ကိုကမ္ဘာဖလားပြိုင်ပွဲကြီးတစ်ခုလုံးရဲ့အကောင်းဆုံးနဲ့အကျိတ်နဲ့ရှိဆုံးပွဲကောင်းဖြစ်သတ်မှတ်ထားကြပါတယ်။ဘာလို့လဲဆိုတော့ခြေစွမ်းပိုင်းရရောနေပြွားပိုင်းရပါနှစ်သင်းစလုံးကကမ္ဘာထိပ်တန်းအဆင့်မှာရှိနေကြလို့ပဲဖြစ်ပါတယ်။